သူမရဲ့ယောက်ျားဖြစ်သူဟာတခုခုကိုဖုံးကွယ်ထားတယ်လို့ခံစားမိတာကြောင့်သူမရှိတဲ့အချိန်မှာရုံးခန်းထဲကိုခိုးဝင်ပြီးရှာဖွေလိုက်တယ်။အဲ့ဒီလိုရှာဖွေရင်းစုတစ်ခုကိုမတော်တဆလှည့်လိုက်တဲ့အခါမှာတော့အနားကနေရန်ကတ်တကားရုပ်တရက်ပွင့်သွားတယ်။သူမစူးစမ်းချင်စိတ်နဲ့အထဲကိုဝင်သွားတဲ့အခါအဝတ်တစ်ခုနဲ့ဖုံးအုပ်ထားတဲ့လူပုံစံအယုတ်တစ်ခုကိုတွေ့လိုက်ရတယ်။စက်ကြည့်နေတော့မှပဲခြေချော်ပြီးလဲကျသွားတဲ့အခါသူမရဲ့ရှေ့တဲ့မှာအိပ်ပျော်နေတဲ့အကြောင်တွေ့ရတာကတော့သူမရဲ့ယောက်ျားပဲဖြစ်ပါတယ်။ဒါဆိုအပြင်မှာရှိနေတဲ့သူကဘသူလဲလို့တွေးနေတော့အချိန်မှာပဲအပြင်ကနေသူမရဲ့ယောက်ျားကသူ့မနာမည်ကိုလှမ်းခေါ်လိုက်တဲ့အတန်ကြားလိုက်ရတယ်။ရုံးခန်းထဲဝင်လာတဲ့ယောက်ျားဖြစ်သူကပြုတ်ဝက်ခန်းတကားပွင့်နေတာကြောင့်ဝင်သွားလိုက်တယ်။မိသွားတော့မဲ့အခြေအနေမှာကောင်မလေးကအခန်းထဲကနေအမြန်ဆုံးဖြတ်ပြေးပြီးစပွဲဘေးမှာပုံလိုက်တယ်။သူအပြင်ထွက်လာပြီးစပွဲစီလျှောက်လာတဲ့အချိန်မှာပဲအကူအညီပေးမဲ့သူရောက်လာတယ်။လက်ထောက်ဖြစ်သူကစာရွက်စာတမ်းလာလက်မှတ်ထိုးခိုင်းတာကြောင့်သူအာယုံလဲသွားတော့ကောင်မလေးကဆိုဖာဘေးကိုအမြန်ကူးပြီးပုံလိုက်ကသူမရဲ့အချစ်ဆုံးတငယ်ချင်းစီဖုန်းဆက်လိုက်တယ်လက်မှတ်ထိုးပြီးတာနဲ့ယောက်ျားဖြစ်သူကထွက်လာခဲ့တော့လို့အော်ပြီးပြခွက်ကြီးကိုကင်ကာဖြည်းဖြည်းချင်းရှောက်လာတဲ့အချိန်မှာကောင်မလေးကအပြင်ကနေရုံးခန်းတကားကိုဖွင့်ပြီးဝင်လာတော့ယောက်ျားဖြစ်သူကကြောင်အန်းနဲ့မင်းပေတုံးကရောက်တာလဲမေးတော့ကောင်မလေးကကုမ္ပဏီထဲလျှောက်သွားနေတာကြာပြီလို့လှည့်စားလိုက်ကအသက်ဘေးကလွတ်မြောက်သွားခဲ့တယ်ဒါပေမဲ့ကောင်မလေးကပြုတ်ဝက်ခန်းဘက်ကိုစိုက်ကြည့်နေမိတယ်ဘာလို့လဲဆိုတော့စောစောကသူမရဲ့တငယ်ချင်းစီဖုန်းဆက်တဲ့အချိန်မှာသူတို့နှစ်ယောက်ပူးပေါင်းပြီးသူမအပေါ်မကောင်းကြံစီနေမှန်းရိပ်မိသွားလို့ပါပဲတရက်မှာလှေကားတက်ရင်ခြေချော်ပြီးဦးကောင်းထိခိုက်သွားတာကြောင့်မှတ်ဉာဏ်တွေပျောက်သွားတယ်။အဲ့ဒီအချိန်မှာယောက်ျားဖြစ်သူကသူ့မနာမည်ရှိတဲ့အမွေပစ္စည်းတွေကိုလိုချင်တာကြောင့်မိခင်တက်တာရဲ့ password ကိုအတင်းမေးနေပေမဲ့ကောင်မလေးကဘာမှမမှတ်မိရှာဘူး။ပြုတ်ဝက်ချက်တွေပေါက်ကြားသွားမှကြောက်တဲ့ယောက်ျားဖြစ်သူကကောင်မလေးရဲ့အချစ်ဆုံးတငယ်ချင်းနဲ့ပေါင်းပြီးဒုတိယအစီအစဉ်ကိုဆွဲပါတော့တယ်။နောက်နေ့မှာသူတို့ကောင်မလေးကိုခေါ်သွားပြီးတငယ်ချင်းကဓာတ်ပုံရိုက်ပေးချင်အောင်ဆောင်နေတော့ယောက်ျားဖြစ်သူကကောင်မလေးကိုခြောက်ထဲတွန်းချပစ်လိုက်တယ်ကံကောင်းချင်တော့ကောင်မလေးကသူစိမ့်တယောက်ရဲ့ကယ်ဆယ်မှုကြောင့်အသက်ရှင်ခဲ့ပြီးတော့သူမဖြစ်ပျက်ခဲ့တာတွေကိုပြောပြပြီးသူမရဲ့ယောက်ျားမှာအမွှာညီအကိုရှိခဲ့ဘူးလားကြောင့်အခုသူမဘေးမှာရှိနေတဲ့သူဟာသူမရဲ့ယောက်ျားမဟုတ်ဘူးဆိုတာကိုသိသွားပြီးအမှန်တရားကိုဖော်ထုတ်ဖို့သူမဆုံးဖြတ်လိုက်တယ်တစ်ဖက်မှာတော့ယောက်ျားဖြစ်သူဟာအမွေတွေမရနိုင်သေးလို့ရုံးခန်းထဲမှာဒေါသတကြီးအော်ဟစ်နေပေမဲ့ရှေ့နေကတော့ကောင်မလေးအသက်ဆုံးသွားတာတက်တည်မရှိသေးဘူးလို့ပြောနေပါတယ်။အဲ့ဒီအချိန်မှာပဲကောင်မလေးကရောက်လာတာကြောင့်ယောက်ျားနဲ့တငယ်ချင်းတို့နှစ်ယောက်လုံးစွန့်သွားကြတယ်။ကောင်မလေးကဘာမှမမှတ်မိတော့တဲ့ပုံစံမျိုးဟန်ဆောင်ပြီးရှင်မဲကျမကိုခြောက်ထဲတွန်းချလိုက်တာမလား။နောက်တာပါလို့ပြန်ပြောလိုက်ကသူမရဲ့တငယ်ချင်းကိုလည်းယောက်ျားကိုစောက်ရှောက်ပေးလို့ကျေးဇူးလို့ခက်တီတီနဲ့ပြောလိုက်တယ်။အဲ့ဒီနောက်ဘီရိုဘက်ကိုသွားမှုလောက်တာကိုမြင်သွားတဲ့ယောက်ျားကလန့်သွားပြီးအိမ်ပြန်သားရအောင်လို့ပြောလိုက်တယ်။